ဒီသုံးခုတည်းကကိုနဲ့လိုက်မဲ့ effect ကိုဘယ်လိုရွေးရမလဲကျွန်တော်တို့ game ပွဲထဲစရောက်ပြီဆိုတာနဲ့ဒီသုံးခုတည်းကတစ်ခုကိုရွေးခိုင်းပါတယ်ဒါလေးတွေကကိုကင်ထားတဲ့ hero နဲ့လိုက်တဲ့ effect ကိုရွေးနိုင်မယ်ဆိုရင်ပဒေမှာကောင်းကောင်းကြီးကိုအသုံးချနိုင်မှာဖြစ်ပါတယ်ပထမဆုံးတစ်ခုကအဝါရောင်ဖြစ်တဲ့ Pickly ဒါကိုသုံးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ movement speed 10% ကိုပေးရမယ်ဒါပေမဲ့ကိုရီက match HP အပူရမယ့်အပြင်10% resistance ကလည်းရအောင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့ hero အကောင့်ကြီးသွားတာကတော့မြင်သာတယ်ပေါ့နော်ဆိုတော့ဒါလေးကကြတော့ဘက်တရီမှာကိုကရှေ့ကနေဝင်လုံးပေးရတဲ့ hero မျိုးတွေမှာသုံးသင့်ပါတယ်နောက်တစ်ခုကအစိမ်းရောင်လေး Francy သုံးလိုက်မယ်ဆိုရင် damage reduction ကို10% ပေးရမယ်ဒါပေမဲ့ movement speed 100% အထိကို2စက္ကန့်အထိရနိုင်မှာဖြစ်ပါတယ်ဒါကကိုယ့်ကိုလာခံလို့ချက်ချင်းပြေးရတဲ့အခါမျိုးတွေမှာတော်တော်လေးကိုအသုံးဝင်ပါတယ်ကိုက damage များများပေးနိုင်ပြီးတော့ပျော့တဲ့ hero တွေမှာသုံးသင့်ပါတယ်နောက်ဆုံးတစ်ခုကတော့အပြန်ရောင်လေး Coolio သူကတော့သုံးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ skill တွေအကုန်ရဲ့ကိုတောင်ကို3စက္ကန့်အထိ short ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ကိုယ့်ရဲ့သွေးကတော့10% ပြန်ပြီးတော့ပေးရပါတယ်ဆိုတော့ skill များများသုံးပြီးတော့ damage ပေးလို့ရတဲ့ main hero တွေမှာသုံးသင့်တယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကဲဒါကတော့အသစ်ပါဝင်လာတဲ့ Sprightling Scale 3အကြောင်းကိုအနေငယ်ပြပြပေးခဲ့ရပြီဖြစ်ပါတယ်အားလုံးအတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ဆိုတော့ထုံးစံတိုင်းပဲကျွန်တော်တို့ဇံပါဗျနောက်ဗီဒီယိုလေးမှာကြည့်တွေ့ရအောင်